ကဲပြေးတဲ့ကြီးတင်ဟာဗုဒ္ဓဘာသာဝင်မြန်မာတယောက်ဆိုရင်တော့မှဘဝမှာတစ်ချိန်လောက်တော့နတ်ကိုကြောက်ခုမှာပဲညာဘက်ကြီးအင်းရှိကတစ်ပင်ကြီးနာဖြစ်တော့ဖို့ခြေလမ်းတွေတုံဆိုင်မှုလားဒါမှမဟုတ်လမ်းဘေးတနေရာမှာစမ်းကြဲစွာစောက်ထားတဲ့နတ်စင်တွေကိုမြင်တဲ့အခါကြောချမ်းမှုလားဒီလိုခံစားချက်တွေဘာကြောင့်ဖြစ်ပေါ်လာတာလဲဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာဘာကြောင့်နတ်ကိုပါကိုးကွယ်နေရသေးတာလဲဒီမေးခွန်းတွေရဲ့ဖြစ်ကိုရှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဇာတ်လမ်းဟာထင်ထားတာထက်ပိုပြီးနှဆိုင်ပြီးပိုပြီးတော့လည်းစိတ်ဝင်စားစရာကောင်းတဲ့ညှို့ဝှက်ချက်စမ်းကြဲတဲ့ကဘာတစ်ခုစီကိုရောက်သွားပါလိမ့်မယ်။နတ်ဆိုတာဘယ်သူတွေလဲ။မြမတဏှာကြီးထဲမှာနတ်ဆိုတာမကောင်းဆိုးဝါးတွေတရက်တစီတွေမဟုတ်ပါဘူး။သူတို့ဟာတစ်ချိန်ကကျွန်တော်တို့လိုပဲတာမန်လူသားတွေဖြစ်ခဲ့မှုကြားဘူးသူတွေပါ။ဒါပေမဲ့သူတို့ရဲ့ဘဝဆုံးသက်ကတော့တာမန်လူတွေလိုမဟုတ်ခဲ့ပါဘူး။ဒုက္ခဆင်းရဲကြီးစွာနဲ့တည်ဆုံခဲ့ရသူတွေမတရားသဖြင့်အသက်ဆုံးရှုံးခဲ့ရသူတွေဒါမှမဟုတ်သူတို့ချစ်ခင်တွေ့တာတဲ့မြေကြီးကိုစွန့်ခွာမသွားနိုင်ပဲကြံရစ်ခဲ့ရသူတွေဖြစ်ပါတယ်။မြမယုံကြည်မှုအရဒီလိုကြံတဲ့နည်းနဲ့ကိုလွန်ခဲ့ရင်ဝိညာဉ်ဟာငြိမ်းချမ်းစွာမထွက်ခါနိုင်ပဲဂျားကန်နေရာတစ်ခုမှကြံရစ်တတ်ပါတယ်။ဒီလိုဖြစ်တာကိုပဲမြမစကားနဲ့ဆိုရင်နတ်ဖြစ်သွားတယ်လို့ခေါ်ဆိုကြတာပါ။နတ်မျိုးစားတွေကျွန်တော်တို့အားလုံးနတ်ကြီး38ပါးအကြောင်းကြားဦးကြမှာပါ။ဒါပေမဲ့မြမနတ်ကဘာဟာတင်ထင်ထားတာတဲ့အများကြီးပိုကြီးမားပြီးပိုပြီးတော့လည်းရှုပ်ထွေးပါတယ်။နတ်မျိုးစားတွေကိုအဓိကအပြင်အောက်ပါအတိုင်းခွဲခြားနိုင်ပါတယ်။နတ်ကြီး38ပါးဒါတွေကတော့မြန်မာသမိုင်းမှာထင်ရှားကြော်ကြားခဲ့တဲ့မင်းနေစစ်သူကြီးမိဖုရားတွေစသဖြင့်လူသည်အများဆုံးဒဏ္ဍာရီလာနတ်တွေဖြစ်ပါတယ်။သူတို့လူချင်းစီမှာကိုယ်ပိုင်ဇလန်းတွေကိုးကွယ်ရတဲ့အကြောင်းရင်းတွေရှိပါတယ်။ကြေးရွာဆောင်နတ်တွေရွာဆောင်နတ်ကြေးလက်ဒေသနတ်တွေလို့ခေါ်ကြပြီးမြေကြီးနဲ့နီးကပ်တဲ့ဒေသခံနတ်တွေဖြစ်ပါတယ်။သူတို့ဟာရွာသူရွာသားတွေကိုစောက်ရှောက်တယ်လို့ယုံကြည်ကြပါတယ်။ပြီးရင်အိမ်ဆောင်နတ်အိမ်တိုင်းရဲ့အိမ်ကမှာကိုးကွယ်ကြပြီးတော့မိသားစုကိုဘေးရန်နေရကနေကာကွယ်ကြတယ်လို့ယုံကြည်ကြပါတယ်။တပင်ဆောင်နဲ့ဂျိုကဆိုးနဲ့ဒါတွေကတော့သဘာဝကိုကိုးစားတဲ့ခြေဥယုံကြည်မှုတွေကနေဆင်းသက်လာတာပါဒီနေ့ခေတ်ကြီးတဲ့ဒေသတွေမှာတော့တပင်ကြီးတွေဒီကန်တွေဒီချောင်းတွေကိုဆောက်ရှောက်တဲ့နက်တွေရှိတယ်လို့ယုံကြည်နေကြတဲ့ဖြစ်ပါတယ်ဒီနက်တွေအားလုံးမှာကိုယ်ပိုင်နာမည်တွေကိုယ်ပိုင်ဇာတ်လမ်းတွေကိုးကွယ်ခံရတဲ့ကိုယ်ပိုင်အကြောင်းရင်းတွေရှိနေကြပါတယ်ဗုဒ္ဓဘာသာနဲ့ငကိုးကွယ်မှုဒီနေရာမှာပြည်သက်တွေအများဆုံးမေးလာတဲ့မေးခွန်းတစ်ခုရှိပါတယ်ဗုဒ္ဓဘာသာဝင်ဆိုရင်နက်ကိုကိုးကွယ်ရမလားဆိုတာပါပဲဒီမေးခွန်းရဲ့အဖြေကတော့ဗကံခေတ်မတိုင်ခင်မြမမြေမှာငကိုးကွယ်ခြင်းဟာအဓိကဘာသာတရားတစ်ခုဖြစ်ခဲ့ပါတယ်။နောက်စရာကောင်းတာကနတ်ကြီး38ပါးကိုစနစ်တကျတိစောက်ပေးခဲ့သူဟာဗုဒ္ဓဘာသာကိုကိုင်ဆောင်ခဲ့တဲ့ဗကံမင်းကြီးအနော်ရထားပဲဖြစ်ပါတယ်။ဗကံမင်းကြီးအနော်ရထားရဲ့စင်ញင်တော်တရားကရွှေရှင်းပါတယ်။လူတွေနတ်ကိုမချေဖြတ်နိုင်ဘူးဆိုရင်ဖះရှိမှထိုင်ခိုင်းလိုက်အောင်။နတ်တွေကဖះရဲ့အကြောင်းသားဖြစ်လာအောင်ဆိုတဲ့တွေးခေါ်ပါပဲ။ဒါကြောင့်ဒီနေ့တိုင်းရွှေသီးကုံဖះမှာနတ်ကွန်းနဲ့ဖះเจ้าဟာဘေးချင်းကပ်လျက်တရှိနေတော့တွေ့ရမှာပါဒါစန့်ကျင်မှုတစ်ခုမဟုတ်ပါဘူးဒါဟာပညာရှိတဲ့ပေါင်းစည်းမှုတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့မြန်မာနိုင်ငံမှာစိတ်ဝင်စားဖို့ကောင်းပြီးထူးခြားဆန်းပြလာတဲ့ရှေးအောင်ရိုးရရင်ကျင်းမှုတစ်ခုဖြစ်တဲ့နတ်ကိုးကွယ်မှုအကြောင်းကိုအပိုင်း၅ပိုင်းနဲ့ဆက်လက်လေ့လာကြည့်ကြအောင်ဒီပိုင်းတွေကအသင်ကိုပို့ပြီးတော့စိတ်ဝင်စားစေမှာပါနံပါတ်1အနေနဲ့နတ်ကိုးကွယ်မှုရဲ့မူလအစမြန်မာယဉ်ကျေးမှုမှာနတ်ကိုအကျမ်းများဖြင့်နှမျိုးခွဲခြားနိုင်ပါတယ်တဘာဝနတ်တစ်ပင်တောတောင်ရေမြေတွေကိုစောက်ရှောက်တယ်လို့ယုံကြည်ကြတဲ့နတ်တွေနဲ့နတ်စိမ်းဆိုတာတော့မတရားသဖြင့်အသက်ခံရခြင်းဒါမှမဟုတ်ဖြစ်ဆိုးတစ်ခုခုနဲ့ရုတ်တရက်တည်ဆုံးသွားရတဲ့တာမန်လူသားတွေကနေဖြစ်လာတဲ့ဒီကိုကြီးနတ်တွေပဲဖြစ်ပါတယ်သူတို့ရဲ့မကျေနပ်မှုနဲ့နာကြီးချက်တွေကြောင့်တကောအာနာရှိတဲ့နတ်ဝိညာဉ်တွေဖြစ်လာတယ်လို့ယူဆကြပါတယ်နံပါတ်2မင်းမဟာဂီရီနဲ့ဘောဘတောင်နတ်စိမ်းတွေထဲမှာတင်ရှားဆုံးကတော့မင်းမာဂီရီနတ်ဖြစ်ပါတယ်။တကောင်းခေတ်ကခွန်အားကြီးမှတဲ့ဘဲဆရာမောင်နှင်းတွေကိုဘယင်ကအာနာလူမှစိုးရင်ပြီးမောင်နှင်းတွေရဲ့နှမကိုမိဖုရားမြောက်မယ်လို့လှည့်ပြကမောင်နှင်းတွေကိုဖမ်းဆီးစကဲဝါးဝါးပင်မှာချီနှောင်ကမိရှို့တတ်ခဲ့ပါတယ်။နှမဖြစ်သူကပါမိတဲ့ကိုခုံဆင့်တည်ဆုံးခဲ့ရာကနေမောင်နှမနှစ်ဦးစလုံးနတ်ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတရားဝရီမြေထက်မျိုးပါလာတဲ့သူတို့ရဲ့စကဝါတော့ဟာပကံကိုရောက်ရှိလာပြီးပုပ်ပတောင်မှာတောင်တော်သခင်မင်းမာဂီရီဖြစ်အခိုင်အမာကိုးကွယ်ခံခဲ့ရပါတယ်။ဒီဇလန်ကတော့တကယ်ကိုရင်းနှီးစရာတစ်ခုပါ။နံပါတ်338မင်းနဲ့များ17ရာစုပကံခေတ်မှာအနောထာမင်းကြီးဟာထေရဝါဒဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ထူထောင်ရမှာနတ်ကိုးကွယ်မှုကိုအပြည့်အသက်တားမြစ်ခဲ့ပူပါတယ်။ဒါပေမဲ့ပြည်သူတွေကဒိဋ္ဌိစိတ်ဆက်လက်ကိုးကွယ်နေကြတာကြောင့်မင်းကြီးဟာမဟာဗျူဟာကိုပြောင်းလဲပြီးလက်ရုပ်ထုတွေကိုဗုဒ္ဓဘာသာဘုရားကျောင်းကနေအတွင်းထည့်သွင်းခွင့်ပြုခဲ့ပါတယ်။အနောထာမင်းကြီးဟာတရားဝင်ကိုးကွယ်ဝင်ရှိတဲ့38မင်းနတ်စရင်ကိုသတ်မှတ်ပေးခဲ့ပြီးတင်တူဘာသာကတရားမင်းကိုနတ်များရဲ့အကြီးအကဲဖြစ်ထားရှိတာဗု
ဗုဒ္ဓဘာသာနဲ့ဟန်ချက်ညီအောင်ဖန်တီးခဲ့ပါတယ်။ဒါဟာတကယ်ကိုဉာဏ်ပညာကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။နံပါတ်၄တောင်ပြုံးပွဲတော်မန္တလေးမြို့အနီးမှာဘွာကောင်လာတိုင်းကျင်းပတဲ့တောင်ပြုံးပွဲတော်ဟာအလွန်စီကားပါတယ်။ဒီပွဲတော်ဟာအနော်ရထာမင်းကြီးတဲ့ထက်မှာကွပ်မြက်ခံခဲ့ရတဲ့တောင်ပြုံးညီနောင်ရွှေပြင်းကြီးရွှေပြင်းလေးတို့ကိုပူဇော်တဲ့ပွဲဖြစ်ပါတယ်။ဒီပွဲတော်မှာနတ်ကတော်တွေရဲ့ကခုံမှုမြမဆိုင်ဝိုင်းတိခတ်မှုတွေနဲ့အတူထမ်းရည်အရဲနဲ့ကြက်ကြော်တွေကိုနတ်စာပြေပူဇော်ကြခြင်းတွေဟာနတ်တွေမှာလည်းလူသားတွေလိုလူအင်ဆန္ဒတွေရှိနေသေးတယ်ဆိုတဲ့ယုံကြည်မှုကိုထင်ဟပ်စေပါတယ်။ဒီပွဲတော်ရဲ့မြင်ကွင်းတွေကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။နံပါတ်5ယနေ့ခေတ်အခြေအနေမှာတော့နတ်ကိုးကွယ်မှုကပုံစံ2မျိုးနဲ့တည်ရှိနေပါတယ်။အိမ်တွင်းနဲ့အိမ်တိုင်းရဲ့အိမ်ဦးကမ်းမှာမင်းမကြီးကိုရည်စူးပြီးပုံသီးကိုအနီအောင်ကောင်းမောင်းဘက်ကအိမ်ဆောင်တဲ့အဖြစ်ပူဇော်ကြခြင်းနဲ့တဘာဝပတ်ဝန်းကျင်နဲ့ထူးသဖြင့်ကျေးလက်ဒေသတွေမှာတောဆောင်နဲ့ရုပ်ကစိုးနဲ့တွေရှိရလို့ယုံကြည်ကြတာကြောင့်တပင်ကြီးတွေကိုမခိုးလဲကြခြင်းတို့ဖြစ်ပါတယ်။ဒီယုံကြည်မှုကတဘာဝပတ်ဝန်းကျင်ကိုတစ်ဖက်တစ်လမ်းကနေထိန်းသိမ်းရရောက်နေတယ်ဆိုတာကိုလည်းသတိပြုမိမှာပါ။ညီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့နတ်ဆိုတာကြောက်ဖို့တသက်မဟုတ်ပါဘူး။သူတို့ကိုနားလည်ဖို့ကပိုအရေးကြီးပါတယ်။ကျွန်တော်တို့ရဲ့ဘိုးဘွားတွေရဲ့ရင်မက်ထဲမှာဘာတွေကိုယုံကြည်ကိုးစားခဲ့ကြတယ်ဆိုတာကိုကျွန်တော်တို့မသိဘဲနေလို့မဖြစ်ပါဘူး။ဒါမှသာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုပိုပြီးတန်ဖိုးထားနိုင်မှာပါ။နောက်တစ်ပတ်မှာတော့မြမနယ်ကြီး38ပါးတဲ့နာမည်ကြီးနတ်တစ်ပါးအကြောင်းကိုပိုပြီးစိတ်ဝင်စားစရာကောင်းအောင်ပြောပြဦးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။ဇလန်းကဒီမှာမပြီးသေးပါဘူးခင်ဗျာ။အားလုံးပဲတရားအေးချမ်းတဲ့ညလေးတစ်ညကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။